အဘိုးကြီးတယောက်ဟာမြေပြင်ပေါ်ကရွှေစော့တွေကိုတစ်ခုပြီးတစ်ခုကောက်နေတယ်။နောက်ဆုံးရွှေစော့ကိုကောက်ယူအပြီးမှာတော့သူဟာလက်ထဲမှာဝှက်ထားတဲ့ကြောက်ခဲတစ်လုံးကိုအသားအရာဆုတ်ခတ်လိုက်တယ်။အဲဒီအချိန်မှာပဲအရာရှိကသူ့ကိုပြစ်တက်ဖို့အမိန့်ပေးလိုက်တာပေါ့။အဘိုးကြီးကလည်းလက်ထဲကကြောက်ခဲနဲ့မြေမြုံမိုင်းတစ်ခုကိုလှမ်းထိုးလိုက်တော့ပောက်ကွဲမှုကြီးဖြစ်သွားပါလိမ့်။အရာရှိဟာထိတ်လန့်သွားပြီးရှေ့တဲ့ကိုဝိုင်းပစ်ကြဖို့သူ့စစ်သားတွေကိုအော်ဟစ်ခိုင်းတော့တယ်။ဒါပေမဲ့မမျှော်လင့်ထားတာတစ်ခုဖြစ်လာခဲ့တယ်။အဘိုးကြီးကတန်အိုးတစ်လုံးကိုအကာအကွယ်လုပ်ပြီးကြည်စံအားလုံးကိုပိတ်ဆို့လိုက်တာဗျ။ဒါကသာ Captain America မြင်ရင်တောင်ခမားကတော့တကယ်လူလူဆန်းပဲလို့အံ့ဩတကြီးတိုးရမယ်အစင်မျိုးပေါ့အဘိုးကြီးတေလောက်ပြီးအထင်နဲ့အရာရှိကပစ်ခတ်မှုကိုရက်ခိုက်ပြီးစစ်သားတယောက်ကိုအစစ်စစ်လွှတ်လိုက်တယ်ဒါပေမဲ့စစ်သားအနားမရောက်ခင်မှာပဲမြင်းမြုံမိုင်းတစ်ခုကလေးတဲကိုပြန်တက်ပေါက်ကွဲသွားပြီးအဲ့ဒီစစ်သားချက်ချင်းတေးသွားခဲ့တယ်အရာရှိကနောက်ထပ်စစ်သား2ယောက်ကိုဘေးတစ်ဖက်တစ်ချက်ကနေထပ်လွှတ်ပေးမယ်သူတို့လည်း3စက္ကန့်တောင်မခံပဲအသက်ပြောက်သွားကြပြန်တယ်သူ့လူတွေတေကုန်တယ်မြင်တော့အရာရှိကလမ်းရှင်းဖို့အတွက်အမျိုးသမီး3ပါး2ယောက်ကိုအတင်းရှေ့တိုးခိုင်းတော့တယ်အဲ့ဒီအချိန်မှာအဘိုးကြီးကတော့လွတ်အောင်ရှမ်းထွက်သွားနိုင်ခဲ့ပြီလူကလည်းအရန်ပင်ပန်းနေပြီမို့ပစ္စည်းနေတဲ့ကားတစ်စီးအောင်မှာခဏနားနေတော့တန်ရာကိုခါးပါနဲ့စီးပြီးဘာဆေးမှမပါပဲကြီးစံကိုသူ့ဘာသာဆွဲထုတ်လိုက်တာအနာကအရန်ပြင်းလို့တော့သူခဏလေးတတိလက်သွားခဲ့တယ်ရန်သူစစ်သားတွေဟာရှာဖွေရေးခွေးတွေနဲ့အတူသူ့နားကိုကတ်လာကြပြီအဘိုးကြီးနိုးလာတာနဲ့ရွှေတွေကိုအညံ့သိမ့်ပြီးကားအောင်မှာထပ်ပုံးနေလိုက်တယ်စစ်သားတွေကသူ့ကိုမမြင်ပေမဲ့ခွေးတကောင်ကတော့သွေးနံ့ကိုရသွားတယ်အဘိုးကြီးကရန်သူခြေကားတစ်စီးအောက်ကိုငုတ်ရှိုးဝင်သွားပြီးဓာတ်နဲ့စီတိုင်းကြီးကိုဖောက်ကသူ့ကိုယ်ဖောက်ကိုဓာတ်စီတွေလောင်းချလိုက်တယ်ဒီလိုလို့ရင်သွေးနံ့ပြောက်မယ်လို့ထင်ခဲ့ပေမဲ့အမားကြီးမှားသွားတာပဲခွေးကဓာတ်စီနံ့ကိုပါထပ်ရသွားပြီးဟောင်းပါလေရောစစ်သားတွေကားရပ်ပြီးလိုက်ရှာတော့မှအဖိုးကြီးကမြစ်ဘက်ကိုဦးတည်ပြေးတော့တယ်ဒါပေမဲ့ခွေးကသူ့ကိုထပ်မြင်သွားပြန်ပြီစနိုက်ပါသမားကသူ့ခြေထောက်ကိုလှမ်းပစ်လိုက်ပြီးအရာရှိကလည်းအရှင်ဖမ်းကြလို့အော်နေတယ်ခွေးကလိုက်ဆွဲတော့မယ့်အချိန်မှာအဖိုးကြီးကအေးအေးဆေးဆေးပဲမီးချစ်ပြီးသူ့ကိုယ်သူမီးရှို့လိုက်တယ်ခွေးကတော့မီးကိုကြောက်ပြီးရပ်သွားတာပေါ့အဖိုးကြီးကမီးတောက်လေးနဲ့အတူမြစ်ထဲကိုခုန်ချလိုက်တယ်စစ်သားတွေကလှမ်းကစ်ကြပေမဲ့သူရေထဲကိုရောက်သွားခဲ့ပြီတဲလာတဲ့ရွှေတွေကလေးလွန်းတော့သူရေအောက်ကိုနစ်မြုပ်ပျောက်ကွယ်သွားတယ်စစ်သားတွေကရေမကူးတဲ့တော့လိုက်လို့မရတော့ဘူးနာယီဝက်လောက်ကြာတော့မှအဖိုးကြီးကအသက်လူပြီးရေဘောကိုပြန်တက်လာတယ်သူကောင်ဖော်လာတာနဲ့စနိုက်ပါသမားကထပ်ပစ်လိုက်တော့ရေပြင်းအတခုလုံးတွေးချင်းหนีသွားတာပေါ့အရာရှိကရွှေတွေကိုပြန်ယူဖို့ရေငုပ်သမားတရားကိုလွှတ်လိုက်တယ်ဒါပေမဲ့ရေငုပ်သမားရေအောက်ရောက်တဲ့အခါအဘိုးကြီးကလက်ပင်ကိုလီးပြီးအောက်ဆီဂျင်ဘူးကိုလူယူလိုက်တယ်လေဘော်ကစစ်သားတယောက်ကဒါကိုမြင်ပြီးတေလောက်အောင်ကြောက်သွားတယ်အရာရှိကတော့မရရအောင်လူတွေထပ်လွတ်တာပဲဒါပေမဲ့နှစ်စက္ကန့်အတွင်းမှာပဲရေပြင်ကနောက်ကကျင်ထပ်หนีရဲသွားပြန်တယ်စစ်သားတွေကြောက်လန့်တုန်လှုပ်နေပြီးဆုတ်ခွာဖို့ပြင်ကြချိန်မှာပဲရုံညုတ်တဲနဲ့သူတို့ချင်းချင်းပြန်ပစ်မိကြသေးတယ်အဲ့ဒီမှာရင်စနိုက်ပါသမားကစက်တနက်ကြီးနဲ့ဝိုင်းဖြစ်သွားတာပဲဒါပေမဲ့အဘိုးကြီးကတော့တေးသွားတဲ့စစ်သားအလောင်းကိုတိုင်းတပါတုံးပြီးလွတ်အောင်ပြေးသွားနိုင်ခဲ့တယ်အရာရှိကတော့ဓာတ်တွေအားလုံးကိုကြည့်ပြီးမြင့်တက်ကြံခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲအဘိုးကြီးရဲ့အိမ်မွေးခွေးလေးပြန်